ထဲကို60လက်ထက်ရွယ်ဆိုရင်100နဲ့ရအောင်ဒီမှာရွေးနေကြအများကြီးပဲငါဘက်ဒါမျိုးတွေကိုငါဘက်နဲ့ရမှာနော်ဘာလို့စိတ်ခုရောက်နေတဲ့နေရာကျတော့ဖက်နဲ့တည်ကြီးပဲတည်တန့်ရှိနေတယ်โอเคဘာလိုလေးလဲဒီမှာလာကြည့်လို့ရတယ်ပုံလိုက်ကြည့်ပဲနော်ထဲက30ပဲဒီနိုင်ငံရာသီဦးနဲ့မင်းအဲ့ဒါနဲ့အဆင်ပြေပါပွဲတက်လေးဘေးပွဲမင်းကလေးဒီလိုနေရာလာရင်ပြန်ထွက်မှာမဟုတ်တော့ငါတည်ရှက်ရွေးနဲ့ရှက်ရွေးဒါမင်းကလေးတွေအများစုလည်းကြည့်ကြမှာဆိုတော့မင်းကလေးတွေအတွက်လည်းပြောပြလိုက်ပါနော်ဒီမှာကတော့ဒါကပတ်တီးတန့်ပေါ့နော်ကပတ်တွေတီးတန့်ရောင်းတဲ့ဆိုင်ပါဟာတက်တယ်โอเคအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒါတလပထဝီကွန်းပေါ့နော်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်စကန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လုံးဝအကြီးဆုံးဈေးကိုရောက်နေတာဖြစ်ပါတယ်နေ့တော့ပကင်ဆောင်လာတော့ကြာသွားတယ်အထဲကိုသွားကြည့်လိုက်မယ်နော်အခုဒီမှာဆိုလို့ရှိရင်ဒါ T-shirt လေးပေါ့နော် T-shirt လေးဒီမှာစကန်တယ်လေးပေါ့နော်တစ်ထည်ကို60နှစ်ထည်ရွယ်ဆိုရင်100နဲ့ရအောင်နော်အများကြီးပဲဒီမှာရွေးလို့ရတယ်ဒီဈေးကိုလာမယ်ဆိုလို့ရှိရင်ကျတော့နည်းနည်းစောစောလေးလာလိုက်စောစောလာပြီးတော့တနေ့ကုန်ပတ်မယ်ဆိုလို့ရှိရင်လုံးဝမိုက်တယ်ဟိုကဒီစကန်တယ်ပြီးတော့လက်ခံတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီမှာစိတ်ကြိုက်၍ကိုလိုချင်တယ်အားလုံးရတယ်ဒီအဝတ်စားတွေမှာမဟုတ်ဘူးဖက်နက်လားအိတ်တွေလားဘာပဲဖြစ်အကုန်လုံးရတယ်ပေါ့နော်ဒီမှာအိမ်သုံးပစ္စည်းတွေကစာရှိပါတယ်နောက်ထပ်ဘာတွေရှိလဲဆိုတော့တိုက်ပြပြမယ်နော်ဒါဆိုလို့ရှိရင်အင်ဂျီတိုင်းပေါ့နော်50ပဲဟောစိတ်ကြိုက်တာရွေးပေါ့နော်ဒီမှာ50ရှက်တွေရောအများကြီးပဲဒါလေးဆိုတော့50တန်းနဲ့ရဒါ50တန်းနဲ့ရတယ်မကျန်းကျွေးနိုင်ရင်တော့တန်လေးကျွေးနိုင်မိုက်တယ်နော်ဒီမှာအစုံအယောင်နေစုံမဲ့ကွက်တွေရောရောင်မျိုးစုံဒီဘက်မှာလည်းအများကြီးပဲမိုက်တယ်နော်ဒီမှာဒီဆိုင်မှာ50တွေကြီးပဲပုံမှန်တိုက်တိုင်း50အေးအဲ့လိုမျိုးအေးကြီးရယ်အဲ့ဘောင်းမလို့ဘောင်းမလို့ဆိုတချို့ main ကလေးဆိုတော့အပွားဝက်အတူလေးနဲ့ဝက်တာလေးအဲ့လိုကဲဒီမှာပါနော်အစုံပဲဟိုဘက်မှာတော့ဘောင်းမီတွေပြပေးမယ်ဒါဘောင်းမီအတူတွေပေါ့နော်ဘောင်းမီတူတွေကတော့ရွေး50ပါယူ50ပေါ့ဒီမှာတော့ဒီမှာဒါဝက်မယ်ဆိုရင်တော့မိုက်တယ်လေတိုင်းလို့ရတယ်ခါတွေပါယူတိုင်းတစ်ခါတယ်နော်ဒါရွေးနိုင်တယ်ဆိုလို့ရှိရင်ဒါကောင်းကောင်းလေးတွေရလို့ကြားနိုင်တယ်ဒါမျိုးလေးဆိုတာမိုက်တယ်အဲ့လေးဆိုသားနာလေးမစိုးသေးဘူးဒီဈေးကအကြီးဆိုတော့ဒီယုံနေလည်းအများကြီးဆိုတော့လေပြီးတော့လည်းအရန်ရှိမှာဆိုလို့ဟိုနားလည်းဒီနားလည်းဒီအထင်ကဲဖြစ်မဲ့နေရာလေးတွေအဲ့လိုမျိုးပေါ့နော်ကောင်းမဲ့နေရာလေးတွေကိုလိုက်ပြပေးပါမယ်ဒါကတော့ဒါဝက်ဆိုင်မြင်မရွေးရအဲ့လိုမျိုးဝယ်တာလည်းမဟုတ်ပဲနဲ့တကယ်ဝယ်မှရွေးနော်လက်မခံဘူးဒီဆိုင်မှာအဲ့လိုလုပ်လို့ရင်မရဘူးအဲ့လိုပဲယူရချင်တာဒါဆိုင်တွေကတော့အများကြီးပဲရှိုးဆိုင်တွေကဆိုလို့ရှိရင်လည်းလုံးဝအတန့်နေပေါ့နော်ဒီဈေးကတော့ဒါစကန်ဈေးကြီးဆိုပေးမယ်လို့လုံးဝအသစ်တွေ brand တွေလည်းရှိတယ်ပေါ့နော်ဒါမျိုးမိန်းကလေးဝယ်စားတွေတည်တတ်မယ်ပေါ့နော်ဒီဆိုင်မှာတော့ဒီနောက်မှာဆိုအပေါင်လိုက်ကြည့်ပါရှိကဲဒီမှာဆိုတာအပေါင်လိုက်ကြည့်ရှင်းတောင်းရင်းနဲ့ရွေးစမ်းဟိုမှာ9ဘတ်တယ်ပေါ့နော်ဒီမှာရွေးနေကြအများကြီးပဲ5ဘတ်တယ်ပြန်လိုက်တယ်5ဘတ်ဒါမျိုးတွေကို5ဘတ်နဲ့ရမှာနော်ဒါတော့8တွေကြီးပဲပေါ့နော်8တွေပုံလိုက်ကြည့်20ရဲလားဟိုဘက်မှာဆိုင်ကြီးတစ်ဆိုင်ရှိတယ်နော်ဟုတ်တယ်မလားအဲ့ဆိုင်မှာတော့မိုက်တယ်နော်ဒီမှာလည်းရွေးချင်ရွေးလို့ရဟိုမိုက်20ရဲလား20ပဲတိုက်တဲ့ဟာယူဟိုမှာဒါလေးနဲ့တော့ဒါလေးယူအောင်မယ်ဘာလို့20ဒါမျိုးလေးတွေ20လာလိုက်တယ်ကျင်မယ်လွယ်မယ်နိပါထဲမှာလောက်သွားပါညာစင်ပြေတယ်ပေါ့နော်ဒီ
ဒီအောက်မှာတော့ဒါမဖောက်သေးတဲ့ထုတ်တယ်နော်ဒါတွေသူတို့တဖြည်းဖြည်းချင်းဖောက်ပြီးတော့ဒီမှာရောင်းတာနော်လိုသားနာကြီးမိုင်းနေ ဟုတ်လားမသားရပါဆိုလည်းမိုက်တယ်ဒီမှာတော့ဒါအောက်ထုတ်တွေပေါ့နော်သူရောက်နေတဲ့နေရာကျတော့ဖက်နက်တွေကြီးပဲတည်တံ့ရှိနေတယ်ဒီမှာဆိုလို့ရှိရင်ဈေးလေးဆိုလို့ရှိရင်ဒီမှာ350ဘလို့ဆို350နဲ့စတွေ့တယ်ဒီဘက်မှာလည်းတော့ဒီတိုင်းပဲပုံကိုစစ်ကြိုက်လာရွေးပေါ့နော်ဒီမှာရှိတာတယ်ဒီမှာတော့ဒါအဲတွေပါတယ်ပေါ့နော်ဟို copy တွေပဲပေါ့နော် copy တွေပဲတော့ brand တော့မဟုတ် copy တွေပဲပေါ့နော်အများကြီးပဲဒီဘက်မှာအဓိကဘာတွေတွေ့လဲဆိုလို့ရှိရင်ဒီမှာ Nike Air တွေတွေ့တယ်အများကြီးပဲတော့အဲ့ဒီမှာတော့ရှောက်နေတာအမှားတော့ဒါဒီလိုလေးတွေ star လေးတွေအဲဒီပေါ့နော်သူရဲ့သားနာဒီမှာစိုးသေးပေါ့နော်ဒီကစီးနေက980 ခဏကျစေဈေးရတော့အစားစားပေါ့ ဈေးကတော့အစားအစာရှိရပါတော့ဒီလိုလေးတွေမာရီ950လို့ရှိပါတယ်မျိုးပါပဲโอเคမာရီလိုလေးလေဒီမှာလာကြည့်လို့ရတယ်ပုံလိုက်ကြည့်ပဲเนาะထေုံက30ပဲအပေးဝအောင်တော့အပေးဝအောင်တာโอเคဘူးတွေပါလို့ရှင်လေဒီမှာရှာပေးမယ်เนาะပုံရတော့ပုံရနေပြပေးလာအောင်ကြီးပဲโอเคဒီဘက်မှာတော့ဒါအစုံပေါ့နော်အစုံပဲဒီအောက်မှာတော့ဒါကလေးဝစ်စားတွေပေါ့နော်ဒီလက်ပြပေးနော်လေးဝစ်စားတွေတော့ဒီပုံမှာဆိုလို့ရှိရင်ဒီပြပါဦးဒီပုံမှာဆိုလို့ရှိရင်လည်းရွေးနေကြတာအများကြီးပဲအလုံးဝအပုံကြီးပဲလုံးဝမိုက်ဒါတစ်ထည့်ကို30ပေါ့နော်30အဲ့လိုမျိုးရွေးနေကြတယ်ပုံကြီးပေါ့ကိုကြိုက်တာရွေးပါနော်ကြိုက်တာရွေးပြီးလို့ရှိရင်တို့ရှင်းနဲ့ထည့်ပြီးတော့ဘယ်နဲ့ထည့်ဘယ်လိုတွက်ပြီးတော့တို့ကပတ်စံယူရပါနော်နေရတော့ပူတယ်ရွှေတလုံးလုံးနဲ့ပဲတကယ်ကိုအဲ့လိုမျိုးရွေးတာဝါသနာပါတဲ့သူတွေဆိုလို့ရှိရင်ရွေးစမ်းမယ်ပေါ့နော်စိတ်ကြိုက်ရွေးဒီဘက်မှာဆိုလို့ရှိရင်နောက်တစ်တန်းဒီဘက်မှာလည်းတစ်ရှမ်းဒီဘက်ရှမ်းရွေးပြပြအဲ့ဘက်ရှမ်းရွေးပြပြလိုက်ဒါလုံးဝအကြီးပဲတောက်လျှောက်ပဲဟိုစိုင်နေမျိုးစုံပဲပစ္စည်းရတယ်မျိုးစုံပဲโอเคဒီဘက်ကိုလည်းဝင်ဒီဘက်ကျွန်တော်နောက်မှာကတော့ဒါအများကြီးပဲပေါင်းပြီးတွေရောဆောနာလိုမျိုးအင်ဂျီတွေရောအစုံမဲ့အတူအရှိအကုန်ရှိတယ်ကိုယ့်ကိုစိတ်ကြိုက်တာရွေးတော့နော်ဒီမှာဆိုလို့ရှိရင်ဒါအင်ဂျီလေးတွေအင်ဂျီလေးဒီလိုမျိုးလေးတွေရွေးပါနော်ရလေးလာတယ်လာတိုင်းကြည့် လာတယ်မဆိုအဲ့ဒါလေးလာတယ်ကိုကို ကိုရင်သားလေးလည်းမဆိုလက်ဆိုင်လေးဟုတ်လားလာတယ် ဘလာလေ200အဲ့ဒါကြောင့်မကောင်းဟုတ်လားโอเคအခုကတော့ဒါကျွန်တော်တို့ကပတ်ကင်ရှိတဲ့ဘက်ဒီဘက်ဈေးရုံတရုံကိုတွားကြည့်လို့ပြီးသွားပြီပေါ့နော်အကျယ်ကြီးဖြစ်တဲ့ခါကျတော့အားလုံးနီးပါတော့မပါနိုင်ဘူးအထင်ကြီးဖြစ်တဲ့နေရာလေးကိုကျွန်တော်ရိုက်ပြီးတော့ထည့်ပေးလိုက်တယ်အခုကကျတော့ကျွန်တော်တို့ဟိုဘက်ရုံသွားမယ်ပေါ့နော်ဟိုဘက်ရုံနဲ့ဒီဘက်ရုံကကွဲနေတယ်အလယ်မှာစီဆိုင်ချရတယ်ပေါ့နော်အဲ့ဒီစီဆိုင်ရဲ့ဟိုဘက်ကိုကျွန်တော်တို့ဆက်သွားမှာဖြစ်ပါတယ်အဲ့ဒီဘက်မှာကတော့ကျွန်တော်တို့ဒီဒလပထဝီကွန်လို့ရေးထားတဲ့ဆိုင်းဘုတ်ကြီးနဲ့ရှိတာပေါ့နော်တကယ် main ရုံကြီးပေါ့နော်ဒီဘက်ကတော့ဒါ new project ဆိုပြီးတော့လုပ်လိုက်တဲ့အစ်စ်ပေါ့နော်အစ်စ်ဆိုပေမဲ့လည်းဒါကြာပြီပေါ့နော်โอเคဆက်သွားကြမယ်လိုစီဆိုင်ရှေ့မှာကတော့ဒါရှေးဟောင်းပစ္စည်းလေးပေါ့နော်ဒီလယ်ဆွဲလေးတွေဆွဲကြိုးလေးတွေရောင်းကြတယ်ပေါ့နော်နေရတော့အရန်ပူတယ်ဗျာဒါသူတို့ထီးလေးနေပဲဆိုပဲနေနေကြနေရအရန်ပူတယ်ရမ်းပူတယ်မဖြူတဲ့သားတွေမဲကုန်ပြီโอเคဒါကတော့နောက်ထပ်တစ်နေရာပါနောက်တစ်နေရာမှာကတော့အဆုံးပဲ
အခုဒီမှာဖက်နက်တွေအိတ်တွေပြီးလို့ရှိရင်ဒီမှာကလေးတွန်းလှဲလေးတွေပေါ့နော်ကလေးတွန်းလှဲလေးတွေ ဒီနေ့ရတော့တရားနှစ်ဆုံးဆိုရင်150နေရပါ နှစ်ဆုံးယူ50ရောမယ်တငယ်ချင်းတွေအားလုံးစုပြီးတော့လာကြည့်လိုက်ဗျလာကြည့်ပြီးတော့အဲ့လိုလိုက်ဝယ်လိုက်မိုက်သူတွေ့အနေထားတွေဖက်နက်အနေထားတွေပြောပြလာရှင်တွေကဘယ်လိုလဲကောင်းတာလားမကောင်းတာဈေးနဲ့သူ့ဟာနဲ့ဘယ်လိုရှိလဲ တန်တယ်ပေါ့နော်ရွေးမရမှာပေါ့နော် အခုမြင်ရသလောက်တော့ဒါနည်းနည်းရွေးမရမှာโอเคဒီဘက်မှာကတော့ ရပါတယ်ဒါလေးဆိုတာကဟုတ်ပြီကဲဒီဘက်မှာပြလာဒီဘက်မှာကတော့ဖက်နက်တွေတဲ့ကောင်းလေးကတော့နေထားလေးလည်းကောင်းတယ်ဈေးလေးလည်းကောင်းတယ်ပေါ့နော်920ဆိုတော့ဒါတော့920 ဟိုဘက်မှာအဲ့ဆိုင်ပိတ်ထားလို့အဲ့ဆိုင်မှာတော်တော်မိုက်တယ် အဲ့ဆိုင်မှာဆိုလို့ရှိရင်140လေးရှိတယ်ပေါ့နော်တစ်စုံမှာဟုတ်ဗျာဒီမှာပေါ်မှာတော့8တွေပေါ့နော်9တဲ့ယူလို့ရှိရင်တို့2ထည်ရ free ရမယ်900ဘို့ဆိုလို့ရှိရင်9ထည်ရမယ်ပေါ့နော်အဲ့ဒါပေါ့ဗျာဒီလိုမျိုးအားကြီးတွေကိုဝင်ရမှာနော်အေးကောင်းတယ်နော်တာနာကောင်းတယ်တော်ကောင်းတယ်တာနာတော်ကောင်းဒါပေမဲ့ဒီလိုစွန်းထင်းလေးရှိတယ်ဒီလိုစွန်းထင်းလေးစွန်းလည်းပါလားအေးပါရအဲ့ရွေးပေါ့အကုန်လုံးစွန်းနေရတော့မဟုတ်ဘူးအဲ့လိုလိုက်ရွေးပေါ့ကဲဒီဇိုင်းလေးတွေကိုကျွန်တော်ပြန်ပြမယ်နော်ကျန်တဲ့ရက်တွေတော့မသိပါဘူးဒီနေ့ဒီရက်ကတော့ဒီမှာ9တဲ့ယူလို့ရှိရင်2ထည် free နဲ့ပေးနေပေါ့နော်အိုးအဲ့မိုက်တယ်သဘောကျကြောင်ဒီနိုင်ငံရာသီဦးနဲ့မင်းအဲ့ဒါနဲ့အဆင်ပြေပါပွဲတက်ပြီဘေးပွဲတက်မှာအေးပါပါအမင်းကလေးပစ္စည်းတွေဗျဒီထဲကအမင်းကလေးဝတ်စားတွေကြီးပဲပေါ့နော်ဒီဇိုင်းလေးကတော့ဒီမှာရအောင်သူရှိရအထုပ်လိုက်အဲ့လိုမျိုးဝယ်လို့ရအမင်းကလေးဒီလိုနေရာလာရင်ပြန်ထွက်မှာမဟုတ်တော့ငါသိရရွေးနိုင်အတန်လေးရတယ်အေးရွေးတာဟုတ်တယ်ဟိုဘက်ဆက်သွားမယ်သားနာလုံးဝရှယ်ကောင်းတယ်မလေးသူပြောတယ်ဒီမှာဒီ brand တွေဒီ brand တွေလို့ပြောကြိုင်ဝယ်လိုက်ဒါလေးဝယ်လိုက်ဒါလေးကြိုက်ဒီမှာမမမေတူကတော့တခါတည်းဝစ်ကြည့်ပြီးတော့ဒါယူမယ်လို့ပြောနေပါဒါတရားဆိုတော့လည်းတန်တယ်ပေါ့နော်တန်တယ်တအားတန်တယ်အသားလေးတအားကောင်းတယ်ပေါ့အေးဟုတ်ပြီယူလိုက်အားကြောင့်ယူလိုက်တော့မယ်ဒီထဲထဲယူလိုက်ပါမယ်ပန်ရုပ်ဘာလောက်တာလဲမသိရုပ်တရား200တဲ့130တဲ့ဖွလူစီစကီဟောင်းနေတခုလုံးပေါ့နော်အဲ့ဒါဗကြီးကားတွေနဲ့ပြင်နေတာပေါ့နော်ဂျပန်နေများကဲဒါကတော့နောက်တစ်နေရာပါဒီဘက်တရုံမှာဆိုရင်လည်းဝင်ချင်းမှာလည်းအများကြီးပဲပေါ့နော်စိုင်းနေ10 20ဆိုတာပြီနော်ရွှေပါလိဗျာနော်20ဘက်10ဘက်ကြီးတွေဒါကိုလိုကြီးတော့လိုက်မပြတော့ဗျာအများကြီးပဲဒါကိုသွားချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် location ထည့်ပေးလိုက်မယ်ဘယ်နေရာမှာရှိတာလဲဆိုတော့ဗောနော်လိပ်စာတော့ဟိုလိုမပြောတော့ကျွန်တော် location ကို discussion ထဲမှာရော comment မှာရောထည့်ပေးလိုက်ပါမယ် okay ပါကဲဒါကတော့ကျွန်တော်ပြောတဲ့စောပြောတဲ့အိတ်ဆိုင်ပါဒီအိတ်ဆိုင်ထဲမှာတော့ဒါရှေ့မှာဆိုလို့ရှိရင်တော့ဒါသူပုံထားတယ်40ကြိုက်တာရွေးဒီဆိုင်ထဲမှာတော့ဒါလုံးဝ ship plan လေးပေါ့နော် ship plan လေးတွေဒါလေးဆိုship plan လေး220ပေါ့နော်ဒါဒီဆိုင်လေးကိုဒါမမမေသူကလိုက်ပြပေးပါအခုအောက်မှာဆိုရင်ဒါ main ကလေးတွေအများစုလည်းကြည့်ကြမှာဆိုတော့ main ကလေးတွေအတွက်လည်းပြောပြလိုက်ပါနော်main ကလေးလက်ကိုင်းဒီလိုနည်းနည်းစင်ပြေမဲ့ဟာလေးပြလိုက်ပါနော်အလှကိုင်းလေးတွေရောပြီးလို့ရှိရင်ခီးသွားအိတ်လေးခီးသွားအိတ်ဆိုရင်ဒီမှာလက်ကေးတွေရှိတယ်လက်ကေးပြလာလက်ကေးတွေကသူကဒီမှာဒီကောင်ကြီးဆိုရင်1299ဆိုတော့1300ဒါဆိုရှိရ900
ကိုရတဲ့ 450အဲ့လိုမျိုးပေါ့နော် အဲဆိုကိုရအစားစားပေါ့နော် โอเคအေး ဒါတော့ကျော်ဖို့အိတ်တွေ ကျော်ဖို့အိတ်တွေ ခရီးသွား တနိုင်တစ်ပိုင်းခီးသွားအိတ်တွေနော်အလှအိတ်တွေပြအလှအိတ်တွေပြမှာရှိဖုန်းတော့ထိုင်မှာရှိ နောက်မှာအနောက်ကိုလိုက် အပေါ်မှာလည်းအများကြီးပဲ ဒီမှာဒါဆိုအလှအိတ်အစုံပေါ့နော်တန်းစီပြီးချိန်တာဒီထဲမှာ ဈေးလေးတွေနဲ့ကန်ကြည့်ပြီး ဈေးတွေကတော့သူက220 အဲ့တော့220လောက်စမယ် 350ပေါ့နော်အဲ့လောက်ကစမယ်ပေါ့နော်ဒီမှာဒါလေးဒါလေးဆို120ပေါ့ဒါတို့လူကြီးကင်လေးပေါ့နော်အစုံပဲပေါ့နော်အဆိုင်စုံဒီမှာဒါလေးဒါရှုံးသုံးပေါ့ဒါ320ပဲရှိတယ်ဒါလေးဆိုရုံသွားရုံတက်အဆင်ပြေပေါ့နော် โอเคဒီလိုမေးလည်းရှိ ရှိအဲ့ဒါကြတော့ဟိုလူကြီးဆန်မှာ โอเคဒီလောက်ပါပဲဒီအိတ်ဆိုင်ကတော့အခုကျွန်တော်နောက်မှာကတော့ speaker တွေဂျပန်ညတွေရောင်းတဲ့ဆိုင်ပေါ့နော်โอเคဖွင့်ထားတော့လုံးဝမိုက်နေရောဒီမှာဒါဂျာစီတွေပေါ့နော်ဂျာစီတွေလည်းရှိပါတယ်ကဲဒီမှာကတော့ဒါကပတ်တီးတန်းပေါ့နော်ကပတ်တွေတီးတန်းရောင်းတဲ့ဆိုင်ပါဒီမှာအများကြီးပဲတော့ဟိုကြိုက်တာရွေးလို့ရတယ်စကားတော့မပြောနိုင်တော့မောလို့ဒီမှာအများကြီးပဲအကုန်လိုက်ကြီးပဲစုံမဲရှိတယ်နော်ကျုပ်ကပတ်တွေရောတေးကပတ်တွေရောစုံမဲ တမျိုးစုံရှိရနော် မာသေးလေးတွေဒါမှဒါဆိုရင်လင်းကလေးကပတ်တွေရောအများကြီးပဲနော်ပြောရလို့ရှိရင်ဒီဈေးကိုသာလာခဲ့စက္ကန့်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အကုန်ကောင်းချရှည်ဆုံးအကုန်ရတယ်အဲ့လိုမျိုးနော်ကဲဒီမှာကတော့ဒါပိုက်ဆာလာပြီဆိုရင်တော့ဒီမှာတော့စားစရာတွေကြီးပဲဒီတန်လောက်ထားတဲ့နေရာရှိတယ်ပေါ့နော်ဒီမှာကင်းတွေရှိတယ်ကောင်းညင်းတွေဒီလိုမျိုးမုံတွေဒီဘက်မှာဆိုလို့ရှိရင်ခောက်ဆွဲကြောကြားစံကြောအစုံပဲရှိတယ်ပေါ့နော်ပုံစားလို့ရတယ်ဒီမှာဒီမင်းဘူးတွေလည်းရှိတယ်အများကြီးပဲဒီမှာခုံလေးတွေထားပေးတယ်ဘေးမှာဆိုင်လေးတွေနဲ့ပေါ့နော်ဒီမှာဝယ်ပြီးတော့ဒီမှာစားလို့ရပါတယ်ဘာမှပူစရာမလိုပေါ့နော်ဒီလိုသာလာခဲ့ပတ်စံနဲ့ယူပြီးတော့ဒီလိုလာခဲ့အဝတ်စားတွေလည်းရမယ်သုံးဆောင်ပစ္စည်းလည်းရမယ်စားစရာလည်းစစ်ပူရမလို့ အဲ့ဒါဒီမရဲ့ ကဲအခုကတော့ဒါဒလာပထမီဖုန်းဆိုပြီးတော့ဆိုင်းပုတ်ကြီးရှိတဲ့ဈေးရုံကြီးရောက်လာပါတော့ဒီဈေးရုံထဲမှာကျတော့သူကကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်ဗျာဟိုပွဲတွေပါတယ်မှာဗျာဖျာတွေရှိတာဟောဖျာတွေဝယ်ထားအဲ့လိုမျိုးအကွက်တွေနဲ့နေရာတွေနဲ့ဆိုတတ်မှတ်ပြီးတော့ဘယ်လိုဈေးတယ်လေးဗျာသူတို့မှရှိတဲ့ပစ္စည်းတွေတော့ပုံပြီးတော့လာရောက်တဲ့ပုံစံမျိုးတော့အများကြီးပစ္စည်းတွေလည်းအစုံပဲသူကဟိုဖက်နက်ဆိုင်ရယ်လို့အဝတ်စားဆိုင်ရယ်လို့အဲ့လိုမဟုတ်ဘူးသူတို့မှရှိတဲ့ဟာတွေမျိုးစုံသောပစ္စည်းတွေကိုသူကအဲ့ဒီကျွန်တော်ဆွမ်းနာပြောတဲ့ပွဲစည်းမှာပွဲမှာဗျာဖြာဝယ်ရဆိုပြီးကွက်လေးရောင်းတာအဲ့လိုပဲကြည့်ဒီဘက်ကောင်းနေဒီမှာပေးစင်ပိုက်တယ်မိတ်ကပ်ပစ္စည်းတွေလည်းရှိတယ်ဒီမှာစုံမယ်ကျိုးတွေ remove တွေဒီမှာ monitor တွေဒီမှာ laptop တွေအစားရှိရပါတော့2590တော့ပန်တီယန်ဗျ IC တော့မဟုတ်ဘူးပန်တီယန်ဒီကောင်ဆို 9i5 ပါနော် 9i5 7 gen ဘယ်လောက်နဲ့ရောင်းလာလဲဈေးတော့မရေးထားရအကောင်ဒီမှာ second phone တွေလည်းရှိတယ်ကိုလာစစ်ပြီးတော့ဝယ်လို့ရရပါနော်ဒီဘက်မှာတော့ဒါဖက်နက်တွေဒီမှာအိတ်တွေမျိုးစုံပဲပေါ့နော်ဒီနေရာမှာတော့သူ့အနေနဲ့သူဒီမှာခုံလေးနဲ့ထိုင်ရပြီးပုံသုံးနေကြဝယ်သူတွေလည်းရွေးပေါ့နော်ရွေးပြီးတော့ကြိုက်တယ်ဆိုရင်ပြောသူကတိတ်ပြီးတော့အဲ့လိုမျိုးဝယ်ပေါင်းနေပါတယ်တိတ်ရောင်းနေတော့မရှိဘူးကြဒီမှာတော့အုတ်ထုတ်တွေပါအုတ်ထုတ်တွေအများဆုံးရှိတဲ့ဆိုင်မှာဒီဘက်ဟောကန်ကြီးဘက်မှာဟောကြီးဘက်မှာပေါ့နော်ပြီးရင်တော့ဒီမှာဗာရရှိလဲဒီမှာလက်အိတ်တွေဆန်ကစီလက်အိတ်တွေပေါ့နော်ဒါဆိုတွေလည်းရှိရယ်ဒီမှာစပင်နဲ့ပတ်သက်တာတွေစပင်တက်တာပါတယ်ဟိုဟာလားစပင်ဆွဲစပင်ဖြောက်ဆက်တွေကောက်ဆက်တွေအေးဟုတ်တယ်နော်ဒီမှာဓာတ်လေးတွေရောဒီမှာမိုက်ခရိုဖုန်းတွေရောလောအိတ်တွေရောဒီမှာတော်တော်စုံတယ်နော်
ဒါဆိုရင်တော့16သမားတွေပေါ့နော်လိုအပ်တဲ့ပစ္စည်းလေးတွေပေါ့နော်ကျယ်သီးတွေကျယ်သီးဒါဆိုကျယ်သီးအလားကျယ်သီးတွေမျိုးစုံရှိရပေါ့နော်မျိုးစုံ 30တဲ့တစ်ထုပ် 30ပဲရှိတယ်30ကြိုက်တာယူဒီမှာ30တွေဒါဆိုဘယ်လိုအဲ့ဒီမှာတက်တယ် ဒီဘက်မှာကြားဟိုင်လည်းရှိရပဲ ကြားဟာရှိရယ်ဒါဆိုရင်အနားတွေမှာလေကွတ်တဲ့ဟာလေးတွေသိရမလားအစုံပဲဒီမှာအစာလေးတွေအစုံရှိတယ် မြော်တွေလည်းရှိတယ် ညရိုးတော့ဒီမှာပိတ်စားတော့မဟုတ်ဘူးเนาะအလှဆင်တဲ့ပစ္စည်းမှလည်းအများကြီးရှိတယ် โอเคโอเคကျေးဇူးတင်တယ်နော် ကျေးဇူးတင်ပါတယ် ဆေးရုံရဒီဘက်ဒီဘက်နေရာကြီးကဘယ်လောက်ကျယ်လဲဆိုတော့ဗောနော်လုံးဝအကျယ်ကြီးပဲဖြစ်ပါတယ်အဲ့တော့ဒါဖနက်အောက်ကအခန်းလေးတွေပြီးလို့ရှိရင်ဒီမှာကျိုးတွေဗောနော်တော့အဆုံးရှိပါတယ်ဒီအပုံကတော့သူကဘယ်လောက်စားလဲ280ဗောနော်280နှစ်စုံယူရင်900ဒါကတော့အကျန်းဖနက်တွေအကျန်းဖနက်တွေဒီနေ့ကတော့ဒီလောက်ပါပဲ ဒီနေ့ကတော့ဒီလောက်ပါပဲ နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့လာခဲ့ပါမယ်ဘယ်လိုနေရာလေးတွေကိုသွားမလဲဆိုတာကိုဆက်ပြီးတော့ စောင့်မျှော်ပေးကြပါအောင်ရှင် follow မလုပ်သေးလူတွေလည်းလုပ်ပေးဖို့တောင်းချင်ပါတယ်ဟုတ်ကဲ့နော် like တွေ share တွေလည်းပေးပါ ပေးပါအောင်လို့